မယောင်းမဲ့တဲ့ကျွန်တော်ကကြမ္မာစာတာရှင်ပေါင်းလို့ကျွန်တော်ဒီနေ့1989ခုနှစ်တစားမုံလာပြီကျော်12ရက်နေ့တနင်္ဂနွေနေ့မှာဖြင့်ကျွန်တော်ရဲ့မယောင်းမဲ့တဲ့မိတ်ဆွေတွေအတွက်ခုနှစ်အသားသမီးကကြမ္မာဟောစတန်ကိုစတင်ဟောကြားနေပါပြီအဲ့တော့အခုဒုတိယအလက်ဟောပေးမဲ့နေ့ကတော့တင်းနှင်းနာနေ့ဖွားတဲ့သားသမီးတွေနော်တင်းနှင်းနာနေ့ဖွားတဲ့သားသမီးတွေတစားမုံလာပြီကျော်12ရက်နေ့ကနေပြီးတော့နရောလာကုံအထိကာလမှာဘာတွေဖြစ်နိုင်လဲဘာတွေဖြစ်လာမလဲဘယ်လိုတွေဆောင်းရှောင်းရှိမလဲဒါလေးတွေကိုသိရအောင်ကျွန်တော်ရဲ့မိဟောင်းမိတ်ငမျော်လင့်နေကြတဲ့တင်းနာသားသမီးဇာတရှင်အပေါင်းကိုဥစွာပထမမင်္ဂလာပါလို့ဒီနေ့အချိန်ကာလမှာစပြီးကျွန်တော်ဗီဒီယိုလေးကိုမြင်တဲ့အချိန်ကာလမှာစပြီးတော့စိတ်ရချမ်းသာခြင်းကိုယ်ရကျမ်းမာခြင်းနဲ့ထာဝရခြင်းပြည့်ဝပြီးလုပ်ငန်းကိုင်နာအကျဉ်းစီဝိုင်းလူမျိုးကျမ်းမာရေးများကောင်းမွန်ချမ်းသာပြည့်စုံနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့အရင်ဆုံးမေတ္တာပို့တာပါတယ်ကဲဟောစတန်လေးကိုစလိုက်ကြရအောင်ဟောစတန်လေးကိုစလိုက်ကြဆို18နှစ်သားသမီးရစတင်တယ်ဒိန်းနာသားသမီးတွေဟာ18နှစ်သားသမီးတွေငယ်စဉ်အခါတည်းကဆိုရင်ဖြင့်ကျန်းတဲ့ဘဝခီးတို့ခိတ္တခဏရှောက်လန်းရတတ်တယ်ပြည့်စုံတဲ့လူတွေမှာဆိုလို့ရှိရင်ကျမ်းမာရေးချိုးတယ်တာဟုတ်လားမကြခဏနော်စေုံစေကန်းသွားတာတွေအဲ့မျိုးတွေနဲ့ကြော်လွန်းလာတတ်တယ်အဲကြော်လွန်းလာပြီးတဲ့အခါမှာ18ကနေ24နှစ်တာကာလအတွင်းမှာဘဝမှာမျှော်လင့်မထားတဲ့အပြောင်းအလဲတွေမျှော်လင့်မထားတဲ့အခက်အခဲတွေကကျုံလိုက်ပြက်လိုက်ကျုံလိုက်ပြက်လိုက်ကောင်းလိုက်ဆိုးလိုက်ကောင်းလိုက်ဆိုးလိုက်နဲ့အခြားတစ်ပတ်လဲပြီးတော့သွားနေတယ်အဲတာတော့အခြားတစ်ပတ်လဲပြီးသွားနေ24နှစ်တာကာလကြာတော့ဟောဘုံတိုင်းဆိုဘဝရဲ့တစ်စစ်ချိုးပြောင်းလဲမှုဗျာငါအိမ်အောင်ဆိုလဲကွဲသွားတာမျိုးလို့အစီဝိုင်းဆိုလဲပြက်သွားတာမျိုးတစ်ကနေပြန်စားတာမျိုးလို့အဲ့ဒီကနေပြီးတော့ပြန်လဲအကောင့်ထဲပေါ်ရတယ်အဲ့ဒီကနေ30နှစ်တာကာလအတော်တော်မှာတော့အေဂျင့်တည်ငြိမ်မှုတွေကောင်းမွန်မှုတွေပြည့်စုံမှုတွေနဲ့ပြန်လဲတွေ့ကြုံရတယ်အဲ30ကနေပြီးတော့38နှစ်ကာလအတော်တော်မှာတော့ဟောလောကရန်တစ်ခါပြန်လဲရိုက်ခတ်လာပြန်ရောညီကောင်မကိစ္စတွေလူမှုရေးကိစ္စတွေစီးပွားရေးကိစ္စတွေအဆင်မပြေမှုတွေဝန်ထမ်းဆိုလည်းအထက်လူကြီးတွေနဲ့မပြေလဲတာတွေဟလာအခက်အခဲတွေတွေ့ကြုံတာတွေတွေ့ကြုံနေရပြန်ရောဟောနောက်တစ်ခါပြန်လဲကောင်းမွန်သွားပြန်ရောဟောအဲ့ဒီကနေတစ်ဆင့်44ကနေ44တာကာလကြော်တော်တွင်ကြတော့ဟောဘဝရဲ့တစ်စစ်ဆုံးတစ်ခါပြောင်းလဲပြန်အောင်ဗျာနောက်ကောင်းမွန်ခြင်းတွေအဆိုးသွမ်းခြင်းတွေအဲ့ဒါတွေတွေ့ကြုံရပြန်အောင်ဘဝမှာအနေအမြင်အတက်အကျတွေအများကြီးတွေ့နေရတယ်အခုပဲချမ်းသာလိုက်အခုပဲကစင်ကလေးရဖြစ်လိုက်နော်လူမှုရေးရစီးပွားရေးရမမျှော်လင့်တဲ့အမှုခင်းမျိုးတွေတွေ့ကြုံလာတတ်တဲ့ကောင်းမွန်ချမ်းသာခြင်းတွေဖြစ်လာပြီဆိုလို့ရှိရင်ဆိုးဝါးခြင်းတွေနောက်ကပ်ပါလာတတ်တယ်အဲ့တော့လေစရဏဆိုတဲ့ကိုယ့်ရဲ့ကိုယ်ကျင်တရားပေါ်မှာလည်းမူတည်တယ်နောက်တစ်ခုကနိုင်ငံခြားနဲ့ချိတ်ဆက်ပြီးလုပ်ရတဲ့လုပ်ငန်းတွေcontract လုပ်ရတဲ့လုပ်ငန်းတွေနောက်စီးပွားရေးဈေးရောင်းဝယ်လုပ်ရတဲ့လုပ်ငန်းတွေမှာအကောင်းမွန်လိုက်တိုးတက်လိုက်ပြန်ကြလိုက်တောင်းဝင်လိုက်တိုးတက်လိုက်ပြန်ကြလိုက်အဲ့ဒီလိုလုံးနဲ့ချက်ပြသွားနေရတဲ့သဘာဝကိုတွေးကြုံရတတ်တယ်ဒါပေမဲ့လို့တင်းနာသားသမီးတွေကဘာလဲဆိုတော့မာနရှိတယ်ဗျငါဖြစ်အောင်လုပ်နိုင်တယ်ငါတစ်ဖက်သားပေါ်ဆွဲဆောင်နိုင်တယ်ကောင်းမွန်ချမ်းသာနိုင်တယ်လို့အဲ့ဒီလိုလေးတွေ့ရတယ်ဟောအဓိကအရေးကြီးတဲ့အချိန်ကတော့46ကနေ52နှစ်အတော်အတွင်းဗျာအဲ46ကနေ52နှစ်အတော်အတွင်းမှာကိုဘဝရဲ့အရေးကြီးတဲ့တကယ်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရမယ်ချင်းဒီအချိန်မှာဘာဖြစ်လဲဆိုလို့ချင်းအတိတ်ဘဝပြုလုပ်တဲ့ကုသိုလ်ကံတွေတော့၎င်းအမိအဖရဲ့ကုသိုလ်ကံတွေ၎င်းကိုယ့်ဘောတက်ရိပ်ပတ်သက်လာတဲ့အချိန်ဗျနော်အတက်အရွယ်အဖြစ်ကြီးရင်တော့လည်းပဲအိမ်တော်ကြီးကွဲကွာသလားမျိုးလို့အိမ်တော်ကြီးပတ်သက်လို့မျောလင့်နေရတဲ့အနေအထားတော်တွင်နေရတဲ့ယုံထွက်ရတာမျိုးလို့အခြားသောအိမ်တော်တစ်ခုကိုထပ်ပြီးွားတာမျိုးလို့အဲ့ဒီမှာမငြင်းမြောက်ဘူးဒီလားဘလို့မငြင်းမြောက်လဲဆိုအသက်ငယ်တဲ့လူတွေနဲ့အိမ်တော်ကျသွားတဲ့အသက်ကြီးတဲ့လူတွေနဲ့အိမ်တော်ကျသွားတဲ့အသက်ကြီးတဲ့လူနဲ့အိမ်တော်ကျသွားမယ်ဆိုလို့ရှိရင်အကဲကြီးကဒုက္ခတွေခံရမယ်အသက်ငယ်တဲ့လူနဲ့အိမ်တော်ကျမယ်ဆိုရင်တော့ကိုယ့်ဘဝဟာစုပ်ပြတ်တတ်သွားတဲ့ဘဝမျိုးရောက်လိမ့်မယ်ဗျာကိုယ့်ရဲ့ဆုံးဖြတ်ချက်ကအဓိကကျတယ်ဘာကြောင့်တော့ကံဝကြွေးတစ်ခုကိုဆန့်မယ်အချိန်လို့သူကဆိုလိုထားတယ်အမိမိရဲ့မိသားစုပြုလုပ်ခဲ့တဲ့ကံဖြစ်စေဒါမှမဟုတ်အမိဘရဲ့ဝကြွေးကြောင့်ဖြစ်စေကိုယ့်ကိုတံပြန်ခံရတဲ့ဘဝမျိုးရောက်တတ်တယ်အဲ့တော့ဆုံးဖြတ်ချက်မှားပါစေနဲ့ဒီအချိန်ကာလကြီးတကယ်အရေးကြီးသောအချိန်ကာလပါဘဝတစ်ခုလုံးရဲ့ကြံရှိနေတဲ့သက်တမ်းမှာကောင်းမွန်စွာဖြတ်သန်းနိုင်မယ်ဆိုလို့ရှိရင်တော့ဖြင့်ကိုယ့်ရဲ့စရဏကောင်းမွန်မယ်ကိုယ့်ရဲ့အကွန်ကြီးတီလာကောင်းမွန်မယ်ဆိုလို့ရှိရင်တော့တက်တောင်တတရှိမယ်ကိုယ့်ရဲ့စရဏမကောင်းဘူးကိုချင်းတီလာမကောင်းနိုင်ဘူးဆိုတဲ့ဇာတာရှင်မျိုးဆိုလို့ရှိရင်ဖြင့်နော်ကိုယ့်ဘဝမှာမျောလင့်မထားတဲ့ပျော်သလိုခံစားပြီးနောက်ပိုင်းမှာငိုကြွရတာပေးဆက်ရတာစိတ်နာရတာဘဝမှာထပ်တူပြူခြင်းတွေမကြတာတွေတွေ့ကြုံရတဲ့ဘာတွေဖြစ်တယ်လဲဆိုဥကောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေခွဲစိတ်ကူးတာမှုတွေအနောက်ဘက်ဆိုပြချိသွားတဲ့ဝေဒနာမျိုးတွေခံစားရတဲ့ယောက်ျားတဏ္ဍာတွေမှာဆိုလို့ရှိရင်မိသားစုနဲ့အဆင်မပြေတာတွေအထက်လူကြီးနဲ့ဝန်ထမ်းဆိုရင်အဆင်မပြေတာတွေလုပ်ငန်းကိုင်တာမှာအခက်အခဲတွေတွေ့ရတာတွေ
ဒီ46နဲ့50တာကာလမှာကမဖြစ်မနေတွေ့ကြုံရမှာနော်မဖြစ်မနေတွေ့ကြုံမှာလူတိုင်း68ရာခိုင်နှုန်းနီးပါးကြီးတွေ့ကြုံရတဲ့အဲ့တော့ဖရာတရားလေးလုပ်ပေးဖို့လိုအပ်လိမ့်မယ်နောက်တစ်ခုကဒေါသတွေရှေ့ထားဖို့မလိုအပ်ဘူးနော်ဒေါသတွေရှော့ချရမယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက် direction တွေမမှားဖို့အရေးကြီးရမယ်နော်ငါလုပ်တဲ့လုပ်ငန်းတွေမှားနေလားမှန်နေလားအကိုကတော့ပျော်ရွှင်ခြင်းနဲ့ဆိုတဲ့အရာဝတ္ထုတစ်ခုကိုအကိုဘဝမွန်းကျန်နေလို့ထွက်ပေါက်ရှာလိုက်တယ်အဲ့ဒါမှဘာဖြစ်လဲဆိုရင်အဲ့ထွက်ပေါက်ရှာလိုက်တော့မှကိုယ့်ရဲ့အားကိုးမှုဒီလုံးဝပြည့်ပြည့်သွားတဲ့အစိပ်ပန်းတို့ရှင်ကြီးကြားတဲ့ဆိုးဘဝကိုရောက်ရှိသွားလိမ့်မယ်ဟုတ်ပြီနော်ဒီနေ့နာသားသမီးတွေအဲ့ဒါလေးတွေဂယူဆက်ဖို့လိုအပ်တယ်တတိထားဖို့လိုအပ်တယ်52နှစ်ကနေ60တာကာလအတွင်းကြတော့ကောင်းပါပြီဗျာဘဝမောတွေပြေးမယ်နေရာဒေသတွေအစိပ်ပန်းတို့နဲ့အကုန်လုံးကောင်းမွန်ချမ်းသာတဲ့ဘဝဒေသကိုရရှိမယ်နော်အကယ်၍များထွက်ပေါက်တစုံတကပိတ်နေပြီမိမိမှာကူရခဲ့ရမဲ့နေပြီဆိုလို့ရှိရင်တနင်္ဂနွေသားသမီးအင်္ဂါသားသမီးကြာသပတေးသားသမီးတူးစုံတယောက်စီမှာအကူအညီတောင်းခံဒါမှမဟုတ်ရှိလို့ရှိရင်သူတို့ရဲ့ဝေမျှမှုလေးတွေကိုခံစားသူတို့ရဲ့ဆုံးမမှုလေးကိုနားခံရင်အဲ့ဒီကာယကဒုက္ခတွေကပျောက်ကင်းသွားတဲ့အစိပ်ပန်းတို့ရောက်လိမ့်မယ်အဲ့ဒီလို52ကနေပြီးတော့ဒီ60တာကာလအတွင်းကာလမှာကြတော့စေချမ်းသာစွာဖြတ်သန်းရမယ်ကောင်းမွန်ချမ်းသာတဲ့ဘဝမျိုးကိုပိုင်ဆိုင်မယ်ဘယ်လောက်ထိလဲဆိုလို့ရှိရင်ဆရာဘာမှတပါးပါတာမျိုးလို့ကတော့ဆရာကတော့ဖြစ်တာမျိုးလို့ဒါမှမဟုတ်ရှင်ထင်ပေါ်ကျော်စောတဲ့ဘဝမျိုးကိုရောက်တာမျိုးလို့ခံစားရလိမ့်မယ်ဗျာဒါမှမဟုတ်ခုနပြောခဲ့တဲ့အသက်အပိုင်းချမှာဆုံးဖြတ်ချက်မှားခဲ့တဲ့လူမျိုးဆိုတော့မဖြစ်နိုင်ဘူးနော်ဆုံးဖြတ်ချက်မှားတယ်ရည်ရွယ်ချက်မှားတယ်ဆိုတော့မဖြစ်နိုင်ဘူးငါတဘောအလုံးနဲ့ဆိုင်တာဘူးအဲ့တော့ဒီ52နှစ်တာကာလနေ60တာကာလအစိပ်ပိုင်းတွန်းမှာကတော့ဆုံးဖြတ်ချက်မှန်တဲ့လူတွေရည်ရွယ်ချက်မှန်တဲ့လူတွေကိုကျင်တရားကောင်းမယ်ဆိုလို့ရှိရင်တော့ကောင်းမွန်ချမ်းသာတဲ့ဘဝမျိုးကိုသူတို့တက်ထမ်းရတဲ့အစိပ်ပိုင်းတွန်းရောက်ပါလိမ့်မယ်ဗျာ62နှစ်ကနေ85နှစ်တွန်းကြတော့ဘယ်လိုမှကိုဘဝအတွက်အနေထားတွန်းဒုက္ခရောက်เสียမရှိတော့ဘူးဗျနော်ကျမ်းမာရေးချိုးတဲ့တာလွဲလို့ပေါ့ကျန်တဲ့အစိပ်ပိုင်းတွန်းမှာပြည့်ပြည့်စုံတာခံစားရလိမ့်မယ်ဒါပေမဲ့တစ်ခုတတိထားမှာကကို့မှာအသေးနဲ့ပတ်သက်လို့ဝေဒနာမျိုးလို့အရက်တိစားတောက်စားတယ်ဆိုရင်ဂယူဆိုင်ဖို့လိုအပ်တယ်အသေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးလို့ဟုတ်လားနောက်တစ်ခုကကြောက်ကနဲ့ပတ်သက်တဲ့ဝေဒနာမျိုးလို့ကတော့အခန်းစားရတဲ့အထူးအဖြင့်ဒီအတော်အတွင်းတွေမှာအစားအသောက်အနေထိုင်လေးတွေဆင်ခြင်မှုလိုအပ်တယ်ဆိုလိုချင်တဲ့အနေထားတော့တင်းနေတာသားသမီးအားလုံးမိပါသည်ဒီကာလအတော်အတွင်းမှာရည်ရွယ်ချက်ရည်မှန်းချက်ဆုံးဖြတ်ချက်ဆန္ဒမစောဘူးအဲ့တော့စာချုပ်စာတမ်းကိစ္စမျိုးလို့အယောင်းဝယ်ကိစ္စမျိုးလို့ငွေချင်းကြေးချင်းငှားတဲ့ကိစ္စမျိုးတွေမှာအသေးချာခါခါနနာစီစဉ်ဆုံးဖြတ်ပြီးမှဆုံးဖြတ်ဖို့လိုအပ်တယ်ဒီအချိန်ကာလဒီကိုဘဝအတွက်ကိုကောင်းတာဘက်ကိုလည်းဥတီသွားနိုင်တယ်လို့လုံးဝဆိုးတာဘက်ကိုလည်းဥတီသွားနိုင်တယ်အဲ့တော့တင်းနာသားသမီးတွေကောင်းနိုင်တဲ့အနေထားတွန်းနေသည်အကောင်းဘက်မှာရှိသလိုအဆိုးဘက်မှာလည်းရှိနေတယ်တတိထဝရိယဆိုင်ပညာနဲ့ရှင်ပြီးအလုံးလုံးနိုင်ဖို့တော့လိုအပ်တယ်အဲ့တော့တင်းနာသားသမီးတွေကကံကောင်းစီအောင်ဘာလို့ပြရမလဲဟလားအကြာသပိသားသမီးတင်းနာသားသမီးအင်္ဂါအကြာသပိသားသမီးတောက်ကြသားသမီးအင်္ဂါသားသမီးတွေစီကအကြံဉာဏ်လေးတစ်ခုယူမယ်နော်ကြာသပိနေ့တွေတောက်ကြနေ့တွေအင်္ဂါနေ့တွေမှာနော်မိမိတက်နိုင်တဲ့တက်ဆွမ်းသမျှမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလိုအပ်တဲ့နော်ပံ့ပိုးကူညီမှုနော်လှူဒန်းမှုဟုတ်လားမိမိတက်နိုင်တဲ့လှူဒန်းမှုလေးတွေလောက်ကန်ဆောင်ရဖို့တော့လိုအပ်ပါတယ်ဗျာအဲ့တော့ကံကြမ္မာကောင်းမွန်စေရန်အခက်အခဲတွေပျောက်စေရန်ဘာလုပ်မလဲဆိုလို့ရှိရင်ဘာတွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလှူဒန်းပေးရမယ်ဆိုလို့ရှိရင်လွယ်လွယ်လေးပါစွမ်းပြူလေးချက်လိုက်ပါထမင်းပေါ့နော်စွမ်းပြူလေးချက်ပြီးလို့ရှိရင်တရားတောကမရောက်စေရန်တရားလေးဖြူပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုကတ်လို့ပူဇော်ပေးပြီးလိုအပ်တဲ့ဆုကိုတောင်းပါဆွန်းတော့ကပ်ပြီးပြန်ဆွန်းတဲ့ဆွန်းကိုကြတော့လိုအပ်တဲ့နေရာဒေသလမ်းပေါ်တစ်ခုပေါ့ဗျာလွတ်တဲ့နေရာလေးမှာတွားထားပြီးငါဘဝရဲ့အခက်အခဲအကျက်အတဲတွေကိုကင်းစင်လွတ်ပြောက်ပါစေလို့ဆုတောင်းပြီးတော့အဲ့ဒီလိုစွန့်ပေးရင်ဖြင့်တင်းနနာသားသမီးတွေဒီကောင်းကျိုးချမ်းသာဖျားဖျားကိုရရှိခံစားစံစားနိုင်ပါလိမ့်မယ်လို့အကြံပြုအပ်ပါတယ်ဗျာဒုက္ခိအထာဏပရိယရန္တုတပိတ္တကမ္မတကား